ဉာဏ်ပညာရှိတယ်အဲ့တော့ကိုယ်လက်လှုပ်ရှားနိုင်တယ်နားကြားတယ်မိတ်ဆွေပေါင်းသင်းတွေရွှေတွေမျိုးတွေမိတ်ဆွေပေါင်းသင်းတွေရှိတယ်အဲ့တော့ယာရီရှိနေတဲ့အတွက်ဒီလိုဘာမှအားငယ်ရမရှိဘူးအဲ့တော့လုံးရင်ဖြစ်တယ်မဖြစ်သေးတာပဲရှိမယ်မဖြစ်နိုင်တာမရှိဘူးတယ်ပါမှာမျက်မမြင်ရှိပါတယ်ဗျာဒီမျက်မမြင်ကလေးဘယ်ရွယ်လောက်ရှိပါလဲဥမာ10အသက်20လောက်ရှိတယ်ဗျာသူမိဘတွေကဘယ်လိုမပြေလည်ဘူးပါညာဆိုရင်အဲ့လိုဟာမျိုးဆိုဆရာတော်သိတနာအဲ့လိုဆိုသွားလို့ရသလားဘုံဘုံလဲနေရတော့သွားလို့မလွယ်ဘူးတို့ရဘက်ကလည်းဆိုးတယ်ဘာလဲဆိုရအဲ့ချီရင်ဖြစ်အောင်သွားမရမကကြွပြီးတော့ဘယ်မှာခံပြီးတော့သွားပြီးတော့ဟောပြောစီရင်လက်ရုပ်စေရုပ်လောင်လုံးကြီးလက်ချောင်းဒူချာလက်ချောင်းစလူလောင်ကျုဒီဒီရောဘာနာရီဘာနာဒီရောဘာနာဘာနာညာနဲ့ဝရိယရှိတဲ့အတွက်ဘာမှမဖြစ်နိုင်တာမရှိဘူးမရနိုင်တာမရှိဘူးဖြစ်သေးတာလည်းရှိတယ်မရသေးတာလည်းရှိတယ်မြင်တဲ့သူတော့မလဲသွားနေရတယ်မမြင်တဲ့သူဆိုပို့ဆုံးမှာပေါ့သူကတော့အန်ရဖြစ်နေပဲတွေးနေရပါတော့မိဘဆိုတော့လေပထမနှစ်ဝက်တွေလိုက်ပို့တယ်ကျွန်တော်အမေကိုမပို့ပါနဲ့မပို့ပါဘူးအမေကမရအောင်ပို့တာလေဗျအဲ့ကျွန်တော်ပြောလိုက်တယ်အမေကကျွန်တော်ကိုလူလောကအလင်မှာကျွန်တော်ကိုအမေကကောင်းကောင်းမရက်တည်စေခြင်းတဲ့သဘောရှိနေပြီလို့အမေကကျွန်တော်ကိုလမ်းလျှောက်တတ်အောင်သင်ပေးနေရမဟုတ်ဘူးလို့လမ်းမလျှောက်တတ်အောင်လုပ်နေတာကျွန်တော်မြင်တဲ့သူတွေတွဲနေကျွန်တော်ခဏခဏတိုင်တိုက်ရတယ်ဗျတိုင်ရင်လည်းဝင်တိုက်နေတယ်ကိုယ့်ကိုရှောင်းရင်မတိုင်ဘူးဗျသူတို့နဲ့တော့သူတို့ကကိုယ့်ကိုတွဲနေတာဆိုအသိနဲ့ရှောက်တဲ့ခါကျတော့တိုင်းမိတာမျိုးတွေရှိတယ်ခလုတ်တိုက်ခါရီဂျိုင်းတွေကြာတာမျိုးတွေရှိတယ်ဗျဖက်ကောင်လေးနည်းမလို့你要在တောင်းတာ那垮掉哦မင်းခွာလာတိုင်းခွာဘာလို့လုပ်ဒီတော့你那个နေရွက်လာမင်းနာမည်နေရွက်တိုင်းခွာနေရွက်နဲ့ခွာဘယ်တော့မလို့
ဟုတ်တော့ဘာကန့်တတ်တာလဲဆိုတော့လူတွေကကန့်တတ်တာမဟုတ်ဘူးဗျတဘာဝတွေကကန့်တတ်လိုက်တယ်သိလားဥပမာမျက်စိနဲ့လောက်ရတဲ့အလုပ်တွေမှာကျွန်တော်တို့မလုံနိုင်ဘူးမင်းမလုံနဲ့လို့ကျွန်တော်မတားသူများတကူးကြိုင်လာတားပြမလို့ဘူးဗျပေါ့ကိုလုံးလို့မရတဲ့အလုပ်ဆိုတော့ဟိုနောက်ဆုတ်သွားတဲ့ပုံစံမျိုးပေါ့အဲ့တော့လူတွေမှာအပြစ်မရှိဘူးဗျကျွန်တော်ပတ်ဝန်းကျင်ရဲ့အဲ့လိုပေါ့ပတ်ဝန်းကျင်နဲ့ကျွန်တော်လည်းအဆက်အသွယ်ရပြတ်အစပြုတ်လာတာပေါ့နော်ပြီးတော့ကိုမလုံနိုင်တာတွေကများလာတာပေါ့လူလိုက်တဲ့ဖြစ်ရှင်းကျွန်တော်မမြင်ကိုရင်ကိုနေပါလားလို့မင်းခံရရှိတယ်ကျွန်တော်ပြောလိုက်တယ်ဗျအရာရာပြီးတော့မယ်ဆိုရင်လမ်းပေါ်မှာဘယ်သူမှရှိမှာမဟုတ်တော့ဘူးလို့ဘေးရင်လည်းကြည့်ပေးရတယ် ဘေးရင်လည်းကျွန်တော်တွက်ပေးတယ်နောက်ပြီးတော့ကလေးတွေလည်းတင်ပေးတယ်ကလေးတွေတင်ပေးတော့ကလေးတွေညနေကျတော့ဘာသာရေးပေါ့9နိုင်ခွဲကနေ6ခွဲအတွန်းပါနော်လူတယောက်ကိုအမြင်နဲ့အထင်နဲ့မဆုံးဖြတ်ပဲနဲ့သူ့ရဲ့အရေးချင်းကိုထိထိမိမိလေ့လာပြီးဆုံးဖြတ်တဲ့နေမလောက်တော့ကျွန်တော်ကြည့်တဲ့ခါကျတော့အဲ့လိုပေါ့နော်စာလန်းတို့ရကြာအဲ့ဒါဘယ်လိုလုပ်ကြတာကျွန်တော်ရဲ့အားနေချက်တစ်ခုတွေ့သွားတာပေါ့နော်အဲ့ကျွန်တော်ဘာလို့ဆို V3 file ဥပမာထားပါတော့ F12 notice double on time menu B limit menus notice app files AA all file time look at DVD dice ဒါတော့တော်ရဲဖြစ်သွားပြီဒါတော့တော်ရဲပေါ့သူတာနေပြီပေါ့နော်ဟုတ်ဆိုရင်လည်းဒါတော့အဆုံးရွှေ့လိုက်ပြီတော့ကျင်တာမမြင်တဲ့သူတယောက်ကမြင်တဲ့သူတယောက်လို့အလုံးမလုံးနိုင်ဘူးလို့ဒါအများစုရဲ့ရင်ထဲမှာရှိတယ်။မှန်တယ်တော့လည်းမှန်တော့မှန်တယ်ကဒါပေမဲ့ရာခိုင်နှုန်းကြီးတော့မဟုတ်တော့ဘူးပေါ့နော်။တော့ကျွန်တော်တို့အရင်တုန်းကရှိတာမျက်စိအစုံနားအရှုံးလို့ပြောတာရှိကြတယ်ပေါ့ရှိလူကြီးတွေမျက်စိမမြင်ဘဝတစ်ခုလုံးဆုံးသွားပြီ။နားမကြဘဝရှုံးနေတင်လို့ရပြီ။အဲ့ဒီမှာကျွန်တော်အားတက်သွားတယ်။မမြင်တဲ့ငါကြောင်လည်းမဟုတ်ပါဘူးအတွေးတွေဝင်လာတယ်ပြောပြလား။အနေနဲ့ပျော်လာတယ်။အများကြီး။အဲ့ဒါဆေးတော့မှတော့အများကြီးလေးမတောက်လို့မရဘူး။ငါစီပေး။တောက်လောက်နည်းနည်းတောက်လောက်နည်းနည်းတောက်လောက်။တော့ကြတော့စာလေးခံနေတောက်ဆရာ။ကတော့လောကဝိတုနုတ္တရပုရိသဓမ္မတာတတိရောပါဝကတာအာဟုနေရောပါဟုနေရောလက်ခိနေရောပိဋကတိနေရောနုတ္တရပုရိသလောက